ဆောင်ယူကြတဲ့စိုက်မှန်လေးတွေစိုက်သေးလေးတွေရောစိုက်ကြီးလေးတွေရောထပ်စီမှာပြန်ရောက်ပါပြီရှင့်ဒါလေးရဆိုလို့ရှိရင်စမောဆိုင်လေးဖြစ်တဲ့အတွက်ခါဆိုင်24ခင်ကတမားတွေဝင်လို့ရမယ်ပြီးရင်နောက်တစ်ခုသူ့ရဲ့ရှေ့ကတ်တင်လေးရဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးလာမယ်ထွေးထုတ်တာလည်းတိတက်စာချုပ်ပေးထားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုနောက်မှဆိုလို့ရှိရင်ခါမျိုးမပါဘူးလူမျိုးတင်တောင်လေးတွေထည့်ပေးထားတယ်တင်တောင်ထည့်ပြီးတော့ကြတော့ခန္ဓာကိုယ်ပေါ်ပြီးတော့ကြတော့ကိုကရှိလေဦးမှာခါတူးဝင်မလားဒါမှမဟုတ်ရင်ကိုက skirt တော်လေးလုပ်ဝင်မလားအရင်လာတဲ့ဒီဇိုင်းလေးဒါလေးတွေဆိုလို့ရှိရင်တစ်ထည့်ကိုမှ1000ကျော်ကျော်လေးနဲ့ရောင်းထားပေးမယ်ပေါ့နော်ကလေးလူချင်းနေဆိုလို့ရှိရင် site သမားလေးတွေလည်းရပါတယ်ရှင်လူချင်းနေဆိုလို့ရှိရင်ချက်ပေါက်မှလာပြီးတော့ order တင်လို့ရပါပြီဒီပြည့်တဲ့အတွက်လည်းစီးပူးတင်ရှိပါတယ်ရှင်အားလုံးဆောင်ယူကြတဲ့စိုက်မှန်လေးတွေစိုက်သေးလေးတွေရောစိုက်ကြီးလေးတွေရောထပ်စီမှာပြန်ရောက်ပါပြီရှင့်ဒါလေးရဆိုလို့ရှိရင်စမောဆိုင်လေးဖြစ်တဲ့အတွက်ခါဆိုင်24ခင်ကတမားတွေဝင်လို့ရမယ်ပြီးရင်နောက်တစ်ခုသူ့ရဲ့ရှေ့ကတ်တင်လေးရဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးလာမယ်ထွေးထုတ်တာလည်းတိတက်စာချုပ်ပေးထားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုနောက်မှဆိုလို့ရှိရင်ခါမျိုးမပါဘူးလူမျိုးတင်တောင်လေးတွေထည့်ပေးထားတယ်တင်တောင်ထည့်ပြီးတော့ကြတော့ခန္ဓာကိုယ်ပေါ်ပြီးတော့ကြတော့ကိုကရှိလေဦးမှာခါတူးဝင်မလားဒါမှမဟုတ်ရင်ကိုက skirt တော်လေးလုပ်ဝင်မလားအရင်လာတဲ့ဒီဇိုင်းလေးဒါလေးတွေဆိုလို့ရှိရင်တစ်ထည့်ကိုမှ1000ကျော်ကျော်လေးနဲ့ရောင်းထားပေးမယ်ပေါ့နော်ကလေးလူချင်းနေဆိုလို့ရှိရင် site သမားလေးတွေလည်းရပါတယ်ရှင်လူချင်းနေဆိုလို့ရှိရင်ချက်ပေါက်မှလာပြီးတော့ order တင်လို့ရပါပြီဒီပြည့်တဲ့အတွက်လည်းစီးပူးတင်ရှိပါတယ်ရှင်